တမားပြားနေတဲ့ပြိုမီတို့အတွက်တမားရှိတ်ကလေးလှလာစီဖို့ထိရောက်တဲ့လေ့ကျင့်ခန်းတစ်မျိုးကိုဝေမျှပေးလိုက်ပါတယ်။မင်္ဂလာပါတီချန်တော်ပါဒီလေ့ကျင့်ခန်းလေးကတော့တမားပြားနေတဲ့ပြိုမီတို့အတွက်တမားရှိတ်ကလေးလှလာစီဖို့အောက်ပိုင်းစောရရက်လေးတွေမှာဆိုရင်ထည့်သွင်းကစားပေးရမယ့်လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းလေးကိုကစားဖို့အတွက်အလေးတစ်စုံကိုအသုံးပြုပေးရပါမယ်။တကယ်လို့အလေးမရှိဘူးဆိုရင်ရေတံပူလေးတွေကိုလက်မကင်ပြီးတော့ဆော့ပေးလို့ရတယ်နော်။ခုမှစဆော့မဲ့ပြိုမီတို့ကတော့အလေးမပါဘဲနဲ့အလွတ်ဆော့ပေးလို့ရပါတယ်။ကစားနည်းပုံစံလေးကတော့အရင်ဦးဆုံးအလေးကိုလက်နှစ်ဖက်မှာကင်ထားမယ်ခြေထောက်ကိုပခုံးအကျယ်ထားမယ်ဒီအနေထားကနေခြေထောက်တစ်ဖက်ကိုအနောက်ကိုလှမ်းမယ်ခြေပြားလေးထောက်ထားပေးမယ်ပြီးတော့ရင်ဒူးကောင်းအနှဲငယ်ကွေးတင်မားလေးနောက်ကိုထုတ်ပြီးတော့ကြောပြင်လေးရှေ့ကင်ပြီးတော့ထိုင်တဲ့ပုံစံမျိုးကစားပေးရမှာဖြစ်ပါတယ်ဒီကစားနည်းကိုဆော့တဲ့ခါကျရင်တော့အရှိမထားခဲ့တဲ့ခြေထောက်ရဲ့တင်မားကိုအသုံးပြုပြီးတော့မာတို့ကထိုင်ထပြုတ်လုပ်ပေးရမှာဖြစ်ပါတယ်ဘယ်ဘက်ကို15ချိန်ညာဘက်ကို15ချိန်ဆော့ပြီးတော့ဘယ်ညာမှတကြော့လို့သတ်မှတ်ပြီးတော့စုစုပေါင်း3ကြော့ကစားပေးလို့ရပါတယ်ဗီဒီယိုလေးကပြိုမေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းပြိုမီတို့အတွက်အကျိုးရှိစေမယ်လေ့ကျင့်ခန်းနေနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါအောင်မယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ကျမလာပါချန်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်